ဒီလူဟာမချောက်သေးတဲ့ထူးဆန်းတဲ့စီဆေးပကြီးကားတစ်ချက်ကိုတွေ့ရှိခဲ့ပါတယ်။သူကဆက်စုကျင်စိမ့်နဲ့လက်နဲ့တို့ကြည့်မိရာကနေအိမ်ပြန်ရောက်တဲ့အခါအဲ့ဒီဆေးတွေကဘလို့မှဆေးကြောလို့မရတော့တာကိုသတိထားမိလိုက်ပါတယ်။နောက်တစ်နေ့မှာတော့သူ့ရဲ့လက်ချောင်းနှစ်ချောင်းဟာဝါထိန်သွားပြီးအဲ့ဒီလက်နာကနေငှက်တံတွေထွက်ပေါ်နေပါတယ်။အစပိုင်းမှာတော့သူဟာစိတ်ချောက်ချားနေတယ်လို့ပဲထင်ခဲ့တာပါ။အဲ့ဒီနောက်မှာတော့အဆောက်အဦတန်ရှင်းရေးလုပ်တဲ့အမျိုးသမီးတစ်ယောက်ကသူ့ရဲ့ဝါနေတဲ့လက်ချောင်းတွေကိုကြည့်ပြီးချက်ချင်းဖြတ်ပစ်ဖို့အရေးတကြီးသတိပေးပါတော့တယ်။ဒါပေမဲ့သူဟာမဖြတ်ရဲပဲတွန်းဆုတ်နေတော့မှပဲတလက်ဖွားလုံးဝါသွားပြီးငှက်တံတွေကလည်းပိုကျလာပါတယ်။အဲ့ဒီအမျိုးသမီးကလွန်ခဲ့တဲ့20ကလည်းဒီဘက်ကြီးကားကိုတွေ့ခဲ့ဘူးကြောင်းသူမကိုယ်တိုင်လည်းလက်ဖွားကိုဖျက်ပစ်မှလွတ်မြောက်ခဲ့တာဖြစ်ကြောင်းနဲ့သူမရဲ့ညီမကတော့တကူလုံးဝါပြီးပကြီးကားထဲရောက်သွားခဲ့ကြောင်းရှင်းပြပါတယ်။ဒီလူဟာပကြီးကားကိုဖျက်ဆီးဖို့ကြိုးစားပေမဲ့မတော်တဆပကြီးဆေးတွေကသူ့ကောင်းပေါ်ဆင်းသွားပါတော့တယ်။တကူလုံးဝါလာပြီးပတ်ဝန်းကျင်တစ်ခုလုံးကလည်းပကြီးကားထဲကအတိုင်းဖြစ်လာတဲ့ခါမှာတော့သူဟာမခံစားနိုင်တော့ပဲသူ့လက်မောင်းကိုသူကိုယ်တိုင်ဖျက်ချလိုက်ပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီလူဟာပျောက်ဆုံးသွားပြီးပကြီးကားထဲမှာလက်တစ်ဖက်ပြက်နေတဲ့သူ့ရဲ့ပုံရိပ်ကပေါ်လာပါတော့တယ်။အဲ့ဒီနောက်သူ့ရဲ့အခန်းဖော်ကလည်းဆက်စုပြီးပကြီးကားကိုထပ်မံလို့ထိမိလိုက်တဲ့အခါမှာတော့တန်ရှင်းရေးအမျိုးသမီးဟာထူးဆန်းတဲ့အပြုံးတစ်ခုနဲ့ပကြီးကားရှိမှရက်နေပါတော့တယ်။